ဆိုးလို့ရှင်ဘာလုပ်လိုက်လဲဆိုတော့သူ့နာသွားပြီးတော့နည်းနည်းလေးနည်းနည်းအနားလေးသွားပြီးတော့ပုတ်ခနဲဆိုပြီးတော့လေလေလိုက်ပြီးပြန်ထွက်ပြေးလိုက်တယ်ပေါ့နော်ဆက်စချင်းကတော့မမရဲ့သမီးစားတွေဆိုတာဆက်စချင်းကတော့ဘလောက်ပဲလေးလဲချင်းနေပါစေပေါ့တဘောပြပြပါပေါ့နော်လေးအောင့်ထားကြငါပေါ့နော်ကောင်လေးရှိမှအခုမှရီစားစားဖြစ်တယ်ပဲရများစားရဲ့ချိန်လဲပဲလေးနဲ့စားနောက်ကြောင်မှအားရပါရတာဟာနဲ့ကိုရီရီစားတက်တန်းကြလာရှင်သူရှေ့လဲလေးလဲတယ်ကိုရီပေါ့နော်သူများတော့မသိ6လလဲပဲနဲ့နေများတနှစ်လောက်ဆိုရင်တည်နေပြီအဲ့ဒါပဲကွက်ဆိုပြီးအဲ့လိုမျိုးဖြစ်လိုက်ကြာလာလို့ရှင်ဖုန်းတော်မှမပြောဖြစ်တော့ဘူးလို့ဒါမဲ့လည်းတန်ရောစင် နည်းနည်းလောက်ကဆာတော့မှကိုခွာချလိုက်တယ်လေးနဲ့ တို့ရဲ့ဟန်ဆောင်မှုတွေခွာချပါလိုက်